မန်နေဂျာမလေးဟာအမှတ်မထင်ပဲသူမရဲ့ boss ရှိမှာပကုံးကိုလှစ်ဟပြမိခဲ့ပါတယ်။ boss ကတော့ဒါကိုတစုံတစ်ခုသောအရေးမွက်လို့ထင်မှတ်မှာသွားပြီးစိတ်လိုက်မှန်မှနဲ့သူမကိုနမ်းခဲ့ပါတယ်။ဒီအနက်တစ်ချက်ကြောင့်တင် boss ဟာရော်ကြီးငွေ186.2 တန်းပေးလို့ခဲ့ရရုံတင်မကပဲပိုဆိုးတာက boss ရဲ့ဇနီးဖြစ်သူကအဲ့ဒီညမှာတင်အစိတ်တောက်ပြီးကိုအဆုံးစီရင်သွားခဲ့တယ်လို့6နှစ်အရွယ်သမီးလေးကလည်းရေချိုးကန်ထဲမှာရေနစ်တေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့မန်နေဂျာမလေးရဲ့မိသားစုကတော့ရော်ကြီးငွေတွေရရှိပြီးပြပရွှင်ချမ်းမြေ့စွာဖြတ်တန်းနေခဲ့ကြပါတယ်။ဒါပေမဲ့လည်းကောင်းသောနေ့ရက်တွေကကြကြမခံခဲ့ပါဘူး။မန်နေဂျာမလေးရဲ့မိသားစုဝင်တွေဟာတယောက်ပြီးတယောက်ထူးဆန်းစွာတည်ဆုံးလာကြပါတော့တယ်။အရင်ဆုံးအသက်ဆုံးရှုံးသွားတာကတော့ပင်လယ်ပြင်ကယ်ဆယ်ရေးသမားအဖြစ်လုပ်ကိုင်နေတဲ့သူမရဲ့ကိုဖြစ်သူပါ။တိုက်ဆိုင်ပဲဖြစ်ပွားတဲ့အချိန်တုန်းက boss ကလည်းထိုအနီးအနားမှာရှိနေခဲ့ပါတယ်။တရားဝင်ထုတ်ပြန်ချက်အရမတော်တဆဖြစ်ရလို့သတ်မှတ်ခဲ့ပေမဲ့လည်းမန်နေဂျာမလေးကတော့ဒါဟာ boss ရဲ့ကလဲစားချင်မှုဖြစ်တယ်လို့အခိုင်အမာယုံကြည်နေခဲ့ပါတယ်။သူမဟာ boss စီကိုတောင်ပန်စာတစ်စောင်ရေးသားပေးပို့ခဲ့ပြီးနောက်မှာတော့အချိန်အတန်ကြာငြိမ်သက်သွားခဲ့ပါတယ်။တနေ့ညမှာတော့သူမဟာ TV ဖန်သားပြင်ကနေတဆင့် boss ရဲ့လူတွေ့မေးမြန်းခန်းအစီအစဉ်ကိုမြင်တွေ့ခဲ့ရပါတယ်။ boss ရဲ့စာအုပ်အသစ်မျက်နှာဖုံးဒီဇိုင်းဟာအရင်ကနဲ့လုံးဝကွဲပြားနေပြီးစာအုပ်အသစ်ထဲမှာအကျန်းဖက်ကလေးစားချင်မှုအကြောင်းအရာတွေနဲ့ပြည့်နှက်နေတာကိုသတိပြုမိသွားပါတယ်။ဒါဟာသူမကိုတဖန်ပြန်လဲထိတ်လန့်ချောက်ချားသွားစေခဲ့ပါတယ်။အဲ့ဒီညမှာတင်ပဲမိဘနှစ်ပါးစလုံးအစိတ်ရှိတဲ့မှုတွေကိုမှားယွင်းစားမိလို့အစိတ်တင်နေကြောင်းအကြောင်းကြားစာကိုလက်ခံရရှိခဲ့ပါတယ်။သူမဆေးရုံကိုအပြေးလွှားရောက်ရှိသွားတဲ့အချိန်မှာတော့မိဘနှစ်ပါးစလုံးဟာကယ်တင်လို့မရတော့ပဲအသက်ဆုံးရှုံးသွားခဲ့ပါပြီ။ဒုတိယအကိုဖြစ်သူကဝမ်းနဲ့ပူဆွေးစွာနဲ့သူမကိုဖတ်ထားပေးပေမဲ့သူမတကိုယ်လုံးကတော့ကြောင်အံပြီးဘာမှမလုပ်နိုင်ဖြစ်နေခဲ့ပါတယ်။အတန်ကြာမှသတိပြန်ဝင်လာတဲ့အခါမှာတော့ဒါဟာ boss ရဲ့လက်ချက်ဖြစ်တယ်လို့ချက်ချင်းကောက်ချက်ချလိုက်ပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့သူမအလုပ်လုပ်စဉ်တုန်းကမိဘတွေဟာမင်္ဂလာနှစ်ပတ်လည်နေ့တိုင်းမှာမှုဟင်းရာတွေကိုအမြဲစားလေးရှိကြောင်းဘလို့မိုးတွေကအစိတ်ရှိပြီးဘယ်မိုးတွေကအစိတ်မရှိကြောင်း boss ကိုအသေးစိတ်ပြောပြပူတာကိုတေချာမှတ်မိနေလို့ပါမှုအကြောင်းကောင်းနားလေတဲ့မိဘတွေကမိုးမားစားတယ်ဆိုတာကိုသူမလုံးဝမယုံကြည်နိုင်ပါဘူး။ဒီမတော်တဆမှုတွေအားလုံးဟာ boss ရဲ့ကလဲစားချင်မှုဖြစ်တယ်လို့အသေးချာယူဆလိုက်ပါတယ်။ဒါပေမဲ့အကိုဖြစ်သူကတော့သူမစိတ်တန်ရာကြောင့်ရှောက်တွေးနေတာလို့ထင်မြင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲမူလက6ယောက်ရှိတဲ့မိသားစုမှာအခုတော့3ယောက်ထဲသာကျန်ရှိပါတော့တယ်။မန်နေဂျာမလေးဟာကန်ဆိုးမှုတွေထပ်မံရောက်ရှိလာမှာကိုဒီအတိုင်းထိုင်ဆောက်မနေနိုင်တော့ဘူးဆိုတာသဘောပေါက်သွားပါတယ်။ဒါကြောင့် boss ရဲ့အကြောင်းကိုဖွင့်ချဖို့သတင်းထောက်တစ်ယောက်ကိုတွားရောက်ရှာဖွေခဲ့ပေမဲ့ခိုင်လုံတဲ့သက်သေအထောက်အထားမရှိတာကြောင့်သတင်းထောက်ကနာမည်ကြီးစာရေးဆရာတစ်ယောက်ကိုအလွယ်တကူနာမည်ဖြတ်ဖို့မဖြစ်နိုင်ဘူးဆိုပြီးပထမအကြိမ်တွေ့ဆုံမှုမှာတင်ညှင်းပယ်ခဲ့ပါတယ်။မကြခင်မှာပဲမန်နေဂျာမလေးရဲ့ဒုတိယအကိုဖြစ်သူဟာလည်းကန်ဆိုးမှုနဲ့ထပ်မံကြုံတွေ့ခဲ့ရပြန်ပါတယ်။ကားပါကင်တစ်ခုမှာထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံတစ်ယောက်ရဲ့ရက်ဆက်တက်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။တရားခံရဲ့ပြောကြားချက်အရဒုတိယအကိုဖြစ်သူကသူ့ရဲ့ဇနီးကိုမြှုပ်ဆွဲခဲ့လို့ဖြစ်တယ်လို့ဆိုပါတယ်။အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာတဲ့မန်နေဂျာမလေးဟာစိတ်လွတ်မျောနေခဲ့ပါတယ်။ဒုတိယအကိုဖြစ်သူဟာဘယ်တော့မှရည်စားမထားခဲ့ဘူးတာကိုသူမအတိဆုံးမှာလူသက်သမားဟာထောင်ပြေးတစ်ယောက်ဖြစ်တယ်လို့ကြားလိုက်ရတဲ့အခါမှာဒါတော့သူမဟာ boss ကိုချက်ချင်းပြေးမြင်မိပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ boss ဟာစာရေးဖို့အတွက်အကြောင်းအရာတွေရှာဖွေစုဆောင်းတဲ့နေရာမှာထောင်ထဲကအကျဉ်းသားတွေစီစာရေးလေးရှိလို့ပါပဲ။ရဲတပ်ဖွဲ့ကသူမရဲ့တန်တရားဖြစ်ပွဲယူဆချက်တွေကိုနားထောင်ပြီးနောက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးဖို့သဘောတူခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သတင်းထောက်ကိုယ်တိုင်လည်းစိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သတင်းထောက်ကိုယ်တိုင်ကလည်းစာရေးဆရာတစ်ယောက်ဖြစ်ပြီးမန်နေဂျာမလေးရဲ့ boss ကိုစံပြပုဂ္ဂိုလ်တဦးအဖြစ်အမြဲအားကျခဲ့ရသူဖြစ်လို့ပါ။အရင်တုန်းကလည်းဝေဖန်အကြံပြုချက်တွေတောင်းခံဖို့အတွက် boss စီကိုစာမှုတွေအကြိမ်ကြိမ်ပေးပို့မှုပေမဲ့တခါမှအကြောင်းပြန်စာမရရှိခဲ့ပါဘူး။သတင်းထောက်က boss ဟာသူ့ကိုအထင်သေးလို့အကြောင်းမပြန်တာလို့တွေးထင်ခဲ့ပူပါတယ်။အခုချိန်မှာတော့သတင်းထောက်ကလည်းအမှန်တရားကိုရှာဖွေပြီးတစ်ချိန်ကအားကျခဲ့ရတဲ့စံပြပုဂ္ဂိုလ်ဟာတကယ့်တရားခံစစ်ဖြစ်နေမလားဆိုတာကိုသက်သေပြချင်နေခဲ့ပါပြီ။အကိုဖြစ်သူရဲ့ဇာပနအခမ်းအနားမှာတော့မိသားစုတစ်ခုလုံးထဲကနေသူမနဲ့ညီမလေးနှစ်ယောက်ထဲသာကျန်ရှိပါတော့တယ်။ညီမလေးကတော့နောက်ထပ်ပြစ်မှတ်တစ်ခုဖြစ်လာမှာကိုကြောက်ရွံ့နေပြီးမန်နေဂျာမလေးရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့ပါတော့တယ်။